အဲ့ဒီမေတ္တာအကြောင်းကိုဒါဘုန်းကြီးဒါကိုယ်တွေ့လေးဒီမှာအချိန်ယူပြီးတော့နည်းနည်းပြောပါဦးမယ်ဘုန်းကြီးတို့တငယ်ချင်းရှိတယ်ဘုန်းကြီးတစ်ပါးအဲ့ဘုန်းကြီးတစ်ပါးတော့ဒုက္ခရောက်တာပါဒုက္ခရောက်တော့ဆိုငွေကြေးနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်တာအဲ့ဒီဒုက္ခရောက်တာကဘုန်းကြီးရှိကိုလာတဲ့တရားဓမ္မတွေပေါ့ဗျာတရားဓမ္မရင်းနှီးကြတဲ့အခါကျတော့တယောက်ကပတ်စံချီးတယ်ပတ်စံချီးတဲ့အမောက်ကတော်တော်များပါတယ်ရာချီပြီးတော့ချီးတာပေါ့300ပေါ့နော်300ဗမာပြည်မှာဒါ300ပေါ့ပြီးခဲ့တဲ့2000နဲ့ဒီနေ့ဆောင်းတော့2010ခုနှစ်က2010ကပြီးခဲ့တဲ့2010ကပတ်စံချီးတဲ့အခါကျတော့မပြောတာပေါ့ရှင်ဘုရားသူကတော့တပည့်တော်ရှိမှလာပြီးတော့ပတ်စံချီးနေပြီတဲ့ရှင်ဘုရားအဲ့တပည့်တော်သူ့ကိုပတ်စံချီးလိုက်မလားလို့မေးတော့ဘုန်းကြီးကလည်းချီးလိုက်ပါလားပေါ့ရှင်ဘုရားတာဝန်ယူသလားမေးတော့ဟောတာဝန်ယူပါတယ်ပေါ့နော်တာဝန်ယူရှင်ဘုရားလက်မှတ်ထိုးရလိမ့်မယ်ဆိုတော့ထိုးပါတယ်ဆိုပြီးထိုးတာလက်မှတ်လွယ်လွယ်ကူကူထိုးလိုက်တာနော်ဘာမှမသိဘူးဘုန်းကြီးကတော့မှပေးမယ်လို့လည်းထင်လို့ပေါ့နော်ဘုန်းကြီးစိတ်ပေါ့ဘုန်းကြီးဆိုတာလူမှုရေးသိသိတာမို့နားလေတာမို့နော်လူတွေအကြောင်းသိသိတာမို့ဘူးအဲ့ဒါတော့ကျုံတာဝန်ယူရဆိုတော့ထိုးလိုက်တာ3လအဲ့ဒီနေရာမှာစိန်လက်ကောက်ဒါတကယ်ဖြစ်ရနော်ဒါနေရာနေလိမ့်စာကိုဘုန်းကြီးခုနကတော့မပြောတော့ဘူးဟိုအဲ့ဘုန်းကြီးကိုခွန့်တောင်းတာရှင်ဘုရားအကြောင်းကိုတပည့်တော်တရားထည့်တဲ့အခါယောဂီအားတက်စီအောင်တပည့်တော်ထည့်ပြောခြင်းနဲ့ဆိုရင်မပြောပါနဲ့ကွာရှက်စရာကောင်းလို့နော်အားကြောင့်နာမည်နဲ့လိမ့်စာကိုတော့ခုနဘုန်းကြီးမပြောတော့ဒါဘုန်းကြီးတွေတကယ်ချင်းမှာဟိုပိဋကနှစ်ပုံခွဲအောင်ပြီးသားပါအဲ့ဒီဆက်မလုပ်တော့ဘူးသူရက်ထားတယ်မန္တလေးမှာအတူတူနေခဲ့ကြတဲ့တကယ်ချင်းတွေပေါ့ငငယ်ကစာသင်သားဘုရားဘုန်းကြီးတဲ့ဟို2ဝါ3ဝါတော့ကြီးတယ်ကျောင်းထိုင်နေတာရန်ကုန်တိုင်းထဲမှာပဲကျောင်းထိုင်နေတဲ့အခါကျတော့အဲ့လိုဖြစ်ကြုံတော့တယ်ကြုံတဲ့အခါကျတော့3လလောက်တော့အတိုးတက်သေးတယ်အပေါင်ခံကစိန်လက်ကောက်သိန်း100တယ်တဲ့သိန်း100ပါတော့ဗျာအဲ့ဒါနဲ့အပေါင်ခံပြီးတော့ပတ်စံသိန်း100ချီးတယ်ချီးတဲ့အခါကျတော့ဘုန်းကြီးကလည်းလွယ်လွယ်ကူပဲလက်မှတ်ထိုးတယ်လက်မှတ်ထိုးခဲ့တဲ့အခါ3လကြာတဲ့အခါဟိုကပျောက်သွားပြီဘယ်ရောက်သွားမှမသိတော့ရောက်သွားပြီချီးတဲ့ပုဂ္ဂိုလ်ကပျောက်သွားပြီပျောက်သွားတဲ့အခါကျတော့ဘုန်းကြီးကလာပြီးတော့ပြောတယ်ပေါ့လာပြီးတော့ရှင်ဘုရားဘယ်နှလုံးမလုံးပေါ့ရှင်ဘုရားတောင်းပေးဆိုတော့သူကသွားပြီးတော့ပြောပြီးတယ်အဲ့ရောက်တော့ကဟိုကမရှိတော့ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်အမျိုးသမီးချီးတာအမျိုးသမီးယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ပြောတယ်ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်သွားပြောတဲ့အခါကျတော့တခါကြီးမျိုးသမီးကအဲ့လိုချီတယ်ကျုပ်တက္ကမရှင်မှာပေါ့အဲ့ဒါတခါကြီးဖက်နဲ့လုံးမလို့ဆိုအဲ့ဒီကိစ္စမှာတပည့်တော်မပါဘူးတဲ့ရှင်ဘုရားပါရှင်ဘုရားလုပ်တာရှင်ဘုရားတာဝန်ယူထားတာဟုတ်လားရှင်ဘုရားခံတော့ဆိုတော့ဟိုကလည်းအဲ့လိုပဲပြန်ပြောလိုက်တယ်အဲ့ဒီလိုပြောတဲ့အချိန်မှာအဲ့ဒီဘုန်းကြီးအတော်ကြီးစိတ်ညစ်သွားတယ်စိတ်ညစ်တဲ့အခါကျတော့ဟိုဘက်ကလည်းဒေါသထွက်နေတဲ့အခါကျတော့တရားစွဲမယ်ထောင်ချမယ်လို့တော့အဲ့ဒါဘုန်းကြီးကိုဟိုမှာတန်းဆိုးတိုင်းကိုခေါ်တယ်ဘုန်းကြီးထောက်ကျန်နေလာတယ်ဇဝနာအဲ့လိုလာခဲ့ဦးဇဝနာပေါ့လာခဲ့ပါဦးတော့လာခဲ့ဆိုတော့သူဖြီးရဲ့အကြောင်းအထိမလာဘူးသူကအကြောင်းအထိမလာမြို့ထဲလာခဲ့ပါဟိုကပတ်စပို့ရုံးရှင်းထားပါဘောနော်အဲ့နေရာလာခဲ့ပါဦးဆိုလာသွားတယ်သွားတဲ့အခါကျတော့တနေရာခေါ်ပြီးတော့ပြောတယ်ငါပြဿနာတက်နေပြီတဲ့ဘာပြဿနာတက်တယ်ဆိုငွေကြေးကိစ္စဟာငွေကြေးကိစ္စဆိုရှင်ပြဘာဖြစ်တာတော့လို့ကုညီနိုင်လို့ရှိရင်တပည့်တော်ကုညီနိုင်မယ်ပတ်စံများသလားဆိုများတယ်350လောက်လားဆိုတော့ပြောတော့ဘေကမလုံးဘူးဗျာ350လောက်ဘယ်လောက်လဲဆိုတော့300ဝိုက်ဆိုတော့ကိုက400ဆိုတော့လန့်သွားတော့ဗောနော်400ဆိုတော့ဝိုက်ဆိုရှင်ပြပတ်စံရှိလို့လားဆိုမရှိလို့ပေါ့ကွာတဲ့ငါထောင်ချတော့မပြောငါထောင်ချရတော့မယ်ဟာရှင်ပြဘယ်လိုဖြစ်တယ်တော့တရားစွဲမယ်ဖြစ်ပြီတဲ့ငါထောင်ချတော့မထောင်ချရင်ငါရှက်စရာကြီးတဲ့ခုနလိုပေါ့နော်ငါဆွဲကြိုးချပြီးတော့သေးရမလားမသိတဲ့ငါပေါ့နော်ဟာမလုပ်နေရှင်ပြအဲ့လိုတော့မလုပ်ပါနဲ့ပေါ့နော်ဆွဲကြိုးချပြီးတော့ရှင်ပြမသိနေပို့ဆိုးနေမယ်ပေါ့နော်အဲ့လိုဖြစ်တော့မလုပ်ပါနဲ့လို့ရှင်ပြတခုခုဖြစ်ရင်တပည့်တော်ရှိလာခဲ့တော့ဆွဲကြိုးချမယ်ဆိုလို့ရှိရင်တပည့်တော်ရှိမှချနော်ကျောင်းမှာလုံးမှာဆိုလို့နော်တပည့်တော်ရှိမှပဲလုံဆိုပြီးတော့ဓာတ်လို့ရအောင်ပေါ့နော်တပည့်တော်ဖုံးဆက်ပြီးတော့ခေါ်အဲ့တော့သူကပြောတဲ့အခါကျရှင်ပြကွာဘာလို့တော့ကိုကနားမလဲဖြစ်နေဘာလို့ရှောင်းလို့ဆိုတော့ကိုကလည်းကိုယ့်ထက်ကြီးတယ်ဟာဟိုလည်းကရုဏာဒေါသဖြစ်လို့သူ့ကိုငေါက်တဲ့အခါကျတော့မျက်ရည်ကျတယ်ငါအားငယ်လို့မင်းခေါ်တော့ကွာအမေကငါလှိုက်ငေါနေတယ်ဟိုတတိတော့လည်းအရှင်ဘုရားဟိုနော်ဟိုကရုဏာဒေါသဖြစ်မိလို့ပါအဲ့ဒါနေမပူပါနဲ့လို့အရှင်ဘုရားအဲ့မေတ္တာပို့ပါဟိုနော်ရှင်ဘုရားလည်းစာတက်ပေးတတ်ပဲတတိတော့တက်နေတာမေတ္တာပို့လို့သူ့ကိုပို့လို့မရဘူးဆိုလို့ရှိရင်မေတ္တာတုတ်ကိုအမြဲတမ်းညွတ်နေရှင်ဘုရားဟာဒုက္ခရောက်ပြီဒုက္ခနေတကယ်ရင်ဆိုင်ပြီဆိုတော့ရှင်ဘုရားရဲ့အာကိုရာဒါပဲရှိလို့လေဒီချိန်ကျရင်ဖရာနီးကိုအရှင်ဘုရားသုံးရတော့မယ်ရှင်ဘုရားမှာယုံနိုင်ဖို့ပတ်စံလည်းမရှိဘူးဆိုတော့အရှင်ဘုရားဖရာနီးကိုသုံးရတော့မယ်ဆိုတော့အဲ့လေကျန်တဲ့ချိန်မေတ္တာသူ့ကိုမေတ္တာများများပို့ပါနှစ်ယောက်စလုံးကိုမေတ္တာပို့ဆိုတော့အဲ့ဒါသူကမေတ္တာပို့တယ်သူ့မှာတော့အခက်ခဲကကြုံလာပြီလေကြုံလာတဲ့အခါကျတော့မေတ္တာမှာတပါးသူ့မှာခုနလိုပဲအာကိုရာမရှိတော့ဘူး
ယောက်စလုံးကိုမေတ္တာပို့တယ်အဲ့လိုမေတ္တာပို့မေတ္တာတော့လည်းရွအားတဲ့ချိန်မေတ္တာတော့ရွနေတာသူ့မှာပါဇက်ကိုအလကားမထားဘူးအမြဲတမ်းတွေ့နေဖြစ်တယ်ကျန်တဲ့ချိန်မှာလည်းခုနကမေတ္တာကြီးတောက်လျှောက်ပို့နေနိုးတဲ့ချိန်မှာထားပြီးပို့တယ်အဲ့ဒီချိန်မှာဘုန်းကြီးတွေလည်းလာတယ်တဲ့ဘုန်းကြီးတွေခေါ်လာပြီးတော့ရှင်ဘုရားဘာဖြစ်တဲ့ပါရာဇိကဘာလဲဆွဆွဲပေါ့ဗျာရှင်ဘုရားလူချွဲတော့ဒါရှင်ဘုရားလိမ်လည်မှုပူပေါင်းကြံစီမှုဆိုပြီးတော့ခုနကပြောတော့စိတ်တွေလည်းအတော်ညစ်ရပါတယ်သူနော်နောက်တစ်ခါလာပြဿနာရှာတော့သူခမရလည်းခုနအတော်ကြီးကိုဒုက္ခရောက်ပါတယ်အဲ့လိုနေလာတော့သူကဟိုတိုးပြီးတော့လှုပ်တယ်ပေါ့မေတ္တာလည်းပို့တယ်ထိုင်ပြီးတော့မေတ္တာပို့တယ်နေလည်းလှုပ်တယ်ကျန်တဲ့ချိန်မှာလည်းမေတ္တာရွတ်တယ်မေတ္တာရွတ်ပြီးတော့သူသစ္စာပြုတာပေါ့သစ္စာပြုတာသူကျမ်းမှာမချမ်းသာပါသေးပေါ့သူ့ပုံမှာဟိုဗျာတတ်တွေ့မှတ်တွေ့တွေပေါ့ခုနလိုပဲအဲ့လိုဖြစ်နေတဲ့ဒေါသတွေလည်းပြေးပါသေးပြေးကြောက်ပါသေးပါသေးဆိုပြီးမေတ္တာတွေပို့လောင်းချင်းကြတော့နောက်15ရက်လောက်ကြာတဲ့အခါကျတော့ဘုန်းကြီးကမေတ္တာဘုန်းကြီးကဖုံးဆက်တယ်ဥဇောတာနည်းနည်းအခြေအနေတော့နည်းနည်းထူးခြားတယ်ပေါ့နော်ဟိုဘုန်းကြီးတွေခေါ်ပြီးတော့လည်းမလာတော့ဘူးပေါ့နော်ပြဿနာတော့မရှာတော့ဘာမှတော့မပြောသေးဘူးပေါ့နော်အခုတော့ခုနကသူ့ကိုပြဿနာမရှာတော့ဘာမှတော့မလုပ်သေးဘူးဒါပေမဲ့လို့ခုနကမယုံရသေးဘူးပေါ့နော်တနေ့ကျတပည့်တော်လာတော့ပြဿနာတော့လာချင်တပည့်တော်ခန်းလိုက်မယ်ဆိုပြီးတော့အဲ့လိုပြောတယ်ရှင်ဘုရားတပည့်တော်အရင်တုန်းကဖြစ်တဲ့ကိစ္စဘုန်းကြီးမှလည်းဖြစ်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီလိုတော့မဟုတ်ဘူးငွေချီးတာတော့မဟုတ်ဘူးသိလားကျုံခဲ့ဘူးတဲ့ဟာကိုတပည့်တော်လုတ်တဲ့နည်းလဲရှင်ဘုရားသိသားပဲဥမာကြောက်ခဲလေးကဒါအာယုံပြုလို့မရဘူးဆိုလို့ရှိရင်ဒီနေရာဒီကြောက်ခဲလေးကဒါမဖြူဆိုမဖြူပေါ့မနီဆိုမနီပေါ့ဗျာမနီလို့ဆိုဒီကြောက်ခဲလေးကိုကြည့်ပြီးတော့သူ့မျက်နှာမြင်အောင်ကြည့်ပြီးတော့အမြဲတမ်းမေတ္တာပို့ပြီးတဲ့အခါကျတော့ရှင်ဘုရားမေတ္တာတုတ်ကိုလည်းရေးဖို့မေတ္တာတုတ်ကိုလည်းအဲ့ဒီမေတ္တာဟာမြတ်စွာဘုရားရဲ့နော်ရွှေနှုတ်တော်ထွက်ဓမ္မစဖြစ်တဲ့မေတ္တာတုတ်ပြိတ္တိဤရည်၌တည်ပါစေရေကိုလည်းပဲဒီလိုဒီခွက်လေးနေပေါ့မေတ္တာတော့မေတ္တာရည်ပေါ့ဒါပရိယွတ်တာပေါ့ဒီလိုလှည့်ပြီးတော့လက်ညှိုးလေးနဲ့ထဲပြီးတော့ရွတ်ခိုင်းတာပေါ့ဒီလိုလုပ်ခိုင်းပြီးတော့ရွတ်တယ်ပရိယွတ်တဲ့အထက်မှာလည်းထုံးစံရှိပါတယ်ဒီလိုလေးလုပ်ရင်ပို့ပြီးတော့အာနိသင်ရရမှာပေါ့နော်အဲ့လို38ခေါက်လောက်ရွတ်ပြီးတော့ရှင်ဘုရားခဏမေတ္တာပေါ့အာယုံပြုလို့မရရင်ဒီကြောက်ခဲလေးဟာဘယ်သူဆိုပြီးတော့နော်အာယုံပေါ့ဒါတော့သမထနေပြင်မှာပြည့်ညက်ကိုနိုင်တာသမထပဲနော်သမထသူကတော်တော်များများလောကီတွေကပြည့်ညက်နေပြင်မှာရှိတယ်သမထဆိုတော့ပြည့်ညက်ကိုပိုင်အောင်လုပ်တာသမထပရမတ္ထသဘောတရားကိုပိုင်အောင်လုပ်တာဒါဝိပဿနာပဲနော်တကူဆိုတာလည်းဒါပြဉ္ညာထဲမှာပါတယ်လူ100ဖန်ဆင်းတယ်1000ဖန်ဆင်းတယ်ဆိုတော့တကယ်မရှိတော့အရှိလုပ်တာပြဉ္ညာပဲနော်ပြဉ္ညာကိုနိုင်နေရင်ခုနလိုပဲပိုင်တော့တာပဲတော်တော်များများအားကြောင့်မလို့သူ့မှာတော့ပွားများတဲ့အချိန်ကကြာလာတဲ့အခါကျတော့ခုနလိုပဲအားတဲ့အချိန်အဲ့ဒီကြောက်ခဲလေးကိုမေတ္တာရည်ဖို့ဗျာပြောနေအဲ့ဒီမှာစိန်ထားလိုက်တယ်ကျမ်းပါပါချမ်းသာတယ်တန်းနေချင်းတော့ချောင်းမေတ္တာတွေပို့နေတာသူ့ကိုအေးမြပါစေပေါ့အမှန်တော့အဲ့လိုပို့နေတဲ့အခါကျတော့နောက်15ရက်လောက်ဆိုတော့ဘုန်းကြီးကိုဖုံးဆက်တယ်ဥဇဝနာထူးခြားတယ်ပေါ့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဘယ်လိုလဲအဆင်ပြေလို့ဆိုကျောင်းကိုလာသွားတယ်ပေါ့ကျောင်းကိုလာပြီးတဲ့အခါကျတော့တပည့်တော်လာပြီးတော့နော်စိန်လက်ကောက်သိန်း100တဲ့တပည့်တော်လာလှူသွားတယ်ဟာဘယ်လိုများလာလှူသွားတာဆိုမဟုတ်ဘူးတဲ့အဲ့ဒီစိန်လက်ကောက်သိန်း100ကိုအိမ်မှာမထားချင်လို့တဲ့နော်ဟောကောင်မရဲ့ဟာကိုလည်းအိမ်မှာပြီးတော့မထားချင်စက်တည်းမရှိဘူးပေါ့နော်အဲ့ဒီဟာကိုအရှင်ဘုရားကိုသိန်း400လှူတယ်လို့ပဲသဘောထားလိုက်တော့ရှင်ဘုရားကိုတပည့်တော်သိန်း400လှူတယ်လို့ပဲသဘောထားတော့ဒီဟာအပါဝင်ပေါ့ဗျာနော်အရှင်ဘုရားကိုတပည့်တော်ကအနုဘုံကလှူဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့လို့အရှင်ဘုရားကိုမလှူတော့ဘူးနော်ဒီအကျွေးဟာလှူတယ်လို့ပဲသဘောထားလိုက်တော့အရှင်ဘုရားကိုနော်တပည့်တော်ပြဿနာမရှာတော့ဘူးပေါ့နော်အဲကြောင့်လည်းဒီတရားတဲ့ဟာလည်းပဲအရှင်ဘုရားဘာလုပ်လို့အရှင်ဘုရားပဲသုံးတော့ဆိုပြီးတော့အဲ့ဒီစိန်လက်ကောင်သိန်း100တယ်ပေါ့ဘုန်းကြီးကိုလှူလိုက်တယ်လှူလိုက်ပြီးမကြဘူးကျောင်းရောက်လာတော့ပေါ့ဘုန်းကြီးဘွက်ကြီးအောင်မင်္ဂလာမြေစင်းတော်ရောက်လာတယ်သူကယူလာတယ်တနေ့ကျတော့ညချင်းနေလာတော့ပေါ့နော်သူအစဉ်ပြေတဲ့အကြောင်းကိုလည်းပြောချင်လို့ပါဘုန်းကြီးရှိရောက်လာတဲ့အခါကျတော့အဲ့မှာသူတက်တည်အဖြစ်နေပါလာပါတယ်ဒီဟာဟိုမှာဘာသိန်း100ဆိုပြီးတော့ပြောတာပဲတန်လားမတန်လားတော့ငါလည်းမသိဘူးတဲ့ဟောနော်တပည့်တော်လည်းမပြောတယ်ဘူးလို့အဲ့ဒါတော့တပည့်တော်မကြွချင်ဘူးပေါ့နော်အရှင်ဘုရားလို့ညီကိုမောင်နှမချင်းတော်မှာခွန့်လွန်ခဲ့တဲ့ကိစ္စကိုအရှင်ဘုရားကိုခွန့်လွန်ပေးတယ်ရှင်ဘုရားဘောနော်ဒါမေတ္တာရဲ့ကျေးဇူးပေါ့နော်ရှင်ဘုရားမေတ္တာအောင်မြင်တာပဲရှင်ဘုရားဒီတဲ့ပို့ပြီးတော့တိုးလို့ရမယ်အဲ့ဒီလိုလုပ်တဲ့အခါကျတော့သူသိန်းပျောက်ဆုံးသွားတဲ့ကုံဆုံးသွားတဲ့သိန်းလေးဟာရှင်ဘုရားရဲ့မေတ္တာကြောင့်သူဒီတဲ့မကပို့ပြီးတော့ပြန်ရအောင်ရှင်ဘုရားတာဝန်ရှိတယ်ရှင်ဘုရားတတ်နိုင်တဲ့ဘက်ကနေရှင်ဘုရားဆောက်ရှောက်ပေးရမယ်ဆိုတော့အဲ့ဒါတိုးပြီးတော့လုပ်ပြီးတော့ဆိုပြီးတော့အဲ့ဒါဘုန်းကြီးကခိုင်းတာပေါ့ဗျာဘုန်းကြီးတက်ကြီးပါတယ်နော်ပြဿနာဖြစ်တဲ့အခါကျတော့ကိုယ့်ထက်ပင်ကြီးပါတော့လည်းပဲစာပေတတ်ပါတော့လည်းပဲဘာလို့လုပ်ရမှန်းမသိဖြစ်တယ်အားပေးဖို့အနားမှာလိုတယ်ပေါ့နော်အဲ့လိုတော့အကြံဉာဏ်နေရာလည်းဘယ်ရောက်လို့ရောက်မှန်းမသိဘူးတကယ်ဖြစ်တဲ့အခါကျတော့အမှဘုန်းကြီးကပြောတဲ့အခါကျတော့ဒုက္ခမြာပို့ပြီးတော့တိုးလုပ်တယ်တိုးလို့လုံးလုံးတဲ့အခါကျတော့ဒီခါကျတော့ယုံကြည်မှုဟာရှိသွားပြီလေယုံကြည်မှုရှိတော့လုပ်တဲ့အခါကျတော့ဘယ်ဖြစ်တဲ့တုံးဆိုနောက်10လောက်ကျတော့ခါဘုန်းကြီးလှမ်းပြီးတော့ဆက်တယ်ဥဇဝနာခုနတော့ဟိုငါ့ကိုခုနတော့စိန်လက်ကောက်လူတဲ့သိန်း100တဲ့လူတဲ့ဒီကောင်မှကြောင်းခဏလာတယ်မပြန်တော့ဘူးတဲ့မပြန်တော့ဘူးငါသူ့ဆိုင်စကားပြောတာအတော်ကိုညောင်းလာပြောနော်ပြန်တော့လို့ငါလည်းမပြောရဘူးပေါ့
ခုနကဖားလဲဆိုတင်းလေးရမျက်နှာကြီးကရှိနေတယ်ဘောနော်ငါ့ကိုခုနထားတာကြီးတယ်ပြန်တော့လည်းငါမပြောရဘူးသူ့ထိုင်နေပြောရတယ်လည်းငါအတော်ပူညောင်းတယ်ပြင်ပန်းတယ်ပေါ့နော်အဲကြောင့်ငါဘယ်လိုလုပ်ရမလို့မသိဘူးလို့ဆိုရှင်ဘုရားလို့ဘုရားစင်မှာတင်ထားတဲ့ရေမေတ္တာသူ့ကိုစိန်ထားတဲ့ကြောက်ခဲလေးကရှိသေးသလားလို့မေးတော့ရှိသေးတယ်ရှင်ဘုရားအဲ့ဒါဆိုရေကသွန်ပစ်လိုက်တော့ရေမသွန်ဘူးဆိုလို့ရှိရင်ရှင်ဘုရားเจ้าကသွားတော့မှာမဟုတ်ဘူးနော်အဲကြောင့်ပြန်တော့မှာမဟုတ်ဘူးပေါ့နော်အဲ့ဒီကိစ္စနဲ့ခုနကအဲ့ဒီတိုင်းပဲလုပ်လိုက်တဲ့အခါကျတော့မေတ္တာလျှော့လိုက်တာပေါ့ဗျာသိလားမေတ္တာလျှော့လိုက်များလုံးတဲ့အခါကျတော့မေတ္တာပြန်လျှော့ရတယ်သိလားဘုံမောဆရာတော်ဘုရားကြီးဟောတယ်လို့ပေါ့ဂုံတော်ပွားလို့ချမ်းသာတဲ့အခါကျတော့နော်ဘုံကြီးလုံးလည်းဘုံကြီးများဘုံလျှော့ရတယ်ဆိုတော့လားဘုံဆရာတော်အရင်ကပရိကိုတနေ့ကိုအပတ်တရားစိတ်တယ်ဆိုလို့ရှိရင်90လောက်လျှော့ရတယ်ပေါ့ဘုံကြီးအိတ်ချင်စားချင်မရှိတော့ဘူးနော်သူကလည်းမှအိတ်လို့မရတော့ဘူးဟုတ်တယ်တနေ့ကုန်ထိုင်ပြီးတော့စကားပြောရတယ်ပေါ့နော်ပြန်တော့လို့လည်းမပြောရဘူးဒီလားအဲ့ဒါနဲ့ तू ကဟုတ်တော့ရှင်ဘုရားတော့ဘုရားရှင်မှာရှိတဲ့မေတ္တာရေဟာဒီတိုင်းရှိသေးတယ်လားရှိသေးတယ်အဲ့ဒါဆိုတွန်လိုက်တော့နော်မတွန်ဘူးဒီတိုင်းထားရင်ရှင်ဘုရားเจ้าကပြန်တော့မှာမဟုတ်ဘူးပေါ့နော်အေးဒါတကယ်လက်တွေ့ပါနော်ဟိုနေပြီးတော့ရဲမှုကြီးပေါ့ဥမြင့်သိန်းတာဘုန်းကြီးရှင်မှာခုနပြောတဲ့တကားကြီးပါပဲ तू ကတရားထိုင်တဲ့အခါကျတော့ तू ကပလီဘောဓာနေအကြောင်းကိုလာထိုင်တာအကျွေးကမရဘူး350လောက်အကျွေးရစရာရှိတယ်အကျွေးရစရာရှိတဲ့အခါကျတော့ဒီမှာမြေစင်းကြီးကနမိတ်တရားတဲ့အခါကျတော့လူတွေကိုမေတ္တာပို့ရတာခုံတော်ပွားတာတွေအစွမ်းထက်တယ်ဘလို့ရတယ်ဆိုတဲ့အခါကျတော့ तू ကတရားထိုင်တဲ့အခါကျတော့နမိတ်တွေကိုဖျားပို့ခါနီးမှာအဲ့ဒီနမိတ်ကိုဖျားထံမပို့ဘဲနဲ့ तू ကအကျွေးရမယ်လူရှိပို့တယ်အကျွေးရမယ်လူရှိပို့ပြီးတော့ तू ကအမိတ်နေပေးတယ်မင်းငါ့ကို350ပေးတော့မင်း350ပေးရမယ်ဆိုတော့အဲ့ပေးရမယ်ဆိုတော့တစ်ချိန်လုံးလုပ်နေတော့ तू ဖျားတွေမဖူးတော့ဖျားဖူးတာအရေးမကြီးဘူးပေါ့ငါ350ရဖို့ကအရေးကြီးတယ်ပေါ့အဲ့ဒီထောက်လျှောက်အဲ့လိုလုပ်နေတဲ့အခါကျတော့ तू ကဘာလဲဆိုတော့အဲ့ဒီလူကပေါ့နော်နေပြီးတော့မှအိမ်ပေါ့အဲ့မှာလာကြောင်းသူ့အိမ်ကိုလာတယ်ပေါ့လာတဲ့အခါကျတော့ဘာလုပ်လဲဆိုဟိုကားနဲ့ခြေကားနဲ့လာတယ်တရားထိုင်နေမြင်နေတာနော် तू ကခြေကားနဲ့လာတယ်ခြေကားနဲ့လာပြီးတော့အဲ့မှာအထုပ်ကနှစ်ထုပ်လာတယ်အထုပ်လာတဲ့အခါကျတော့ခုနက350ပေးမယ်ဆိုပြီးတော့လာတာပဲအိမ်ပေါက်ဝန်းထားလည်းရောက်တော့အဲ့လူကနောက်ပြန်ဆုတ်သွားတယ်တဲ့နောက်ပြန်ဆုတ်ပြီးတော့တထုပ်ကိုထားတယ်တထုပ်ကို350ကိုအိမ်မှာလာပေးတယ်ပေါ့နော်အဲ့လိုလာပေးတဲ့အခါကျတော့သူ့ရဲ့သားတယောက်ကရန်ကုန်ရောက်လာရိတ်တာရောက်လာတဲ့အခါကျတော့ तू ကပြောပြတယ်ဘယ်သူပတ်စံလာပေးတယ်ဟုတ်လားတော့ပေးတယ်ပေါ့350ပေးတာလားဆိုတော့ဟုတ်တယ်ပေးတယ်အဖေဘယ်လိုလုပ်သိရတော့မဟုတ်ပါဘူးကငါထင်လို့ပြောတာပေါ့အဲ့ဆို तू အားရှိသွားပြီပြီးသွားပြီ तू ဆက်တောင်းရဆိုတော့ तू တည်သွားပြီအဲ့ဒါနဲ့တခါပြန်ပြီးတော့မေတ္တာတွေပို့ပြီးတော့တောင်းတော့တာအဲ့ဒီ350ကလည်းမကြောက်ဘူးပြန်ရတယ်နော်အဲကြောင့်လို့ तू ကနမိတ်နေ तू ကပတ်စံအကျွေးတောင်းတာနော်အဲကြောင့်လို့ဖရာရဲ့စာပေဖရာရဲ့စကားတွေဟာဖရာရဲ့တရားတွေဟာရေလဲသုံးလို့ရတယ်နော်ရေလဲသုံးလို့ရတယ်ဒါကြောင့်ဝိပုဆရာတော်ဘုရားကြီးကပြောတယ်ဖရာရဲ့တရားတော်တွေဟာဗျာလူလာအောင်လဲလုပ်လို့ရတယ်လူမလာအောင်လဲလုပ်လို့ရတယ်နော်တို့များတစ်ပင်ရှိကဆွမ်းရှိတယ်တဲ့နော်တစ်ပင်အောက်ရောက်ရင်တော့လူချင်းတာလာတာပဲနော်ဘာလို့ဆိုသူတို့မှနိုင်နေအောင်လုပ်ထားတာကိုနော်တို့များတစ်ပင်ရှိဆွမ်းရှိဆိုတာဒီသဘောတွေပဲပြည့်ညက်ရဲ့သဘောတွေဟာဒီတိုင်းကြီးပဲနော်ဒါတော့အားလုံးကြားဘူးနိုင်မယ်ရွှေရင်သာဆရာတော်ဘုရားကြီးဆိုတော့ရွှေရင်သာဆရာတော်ဘုရားကြီးကခုနလူတစ်ယောက်နာမည်လာမင်းဘယ်တော့မှမမေ့ဘူးတပည့်တော်ဘသူပါဖရာဆိုလို့ရှိရင်လူ2ယောက်ပြောသွားတယ်3ယောက်လောက်ပြောသွားတယ်အဲ့ဒီလူရောခုနကမဖြူဆိုပြီးတော့တရားရှိလုံးရှိတဲ့ပရိကိုနာမည်မှတ်မိအောင်ဆိုပြီးတော့သူကပရိစိတ်တယ်တဲ့မဖြူရောမနီလာပေါ့ဗျာနော်အဲ့လိုပေါ့နော်ဘသူလားဘသူဆိုရစိတ်တယ်အဲ့လိုစိတ်တဲ့အခါကျတော့ဆရာတော်ဘုရားကြီးကနာမည်လဲမှတ်မိတယ်နော်အဲ့ဒီမနီလာဟုတ်လို့အဲ့လိုခဏစိတ်မနီလာအဲ့အကြောင်းမသွားဘဲမနေနိုင်တော့ဘူးနော်မသွားဘဲမနေနိုင်ဘူးဘာလို့ဆိုပြည့်ညက်နေပင်မှာရှိတယ်နော်ပြည့်ညက်နေပင်မှာအဲ့လိုမျိုးသဘောတွေရှိတယ်ဒါမှမဟုတ်ပြည့်ညက်ကိုပိုင်တာကြည့်ရပထဝီဆိုပြီးတော့မြေကြီးကိုခုနကကတိုင်းဝန်းလေးရောနေရမှာကတ်ထားတဲ့ဟာမြေကြီးလို့ပြောတာလေအဲ့ဒီမြေကြီးကအယောင်တောက်လာပြီးတော့လူရသုံးလေးဟာရောက်သွားတာနော်အသက်ရှင်တဲ့လူပုဂ္ဂိုလ်များဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ကူတယ်နော်ဒါကြောင့်မလို့ဝိပုဆရာတော်ဘုရားကြီးပြောတဲ့စကားအတိုင်းပဲနော်လူလာအောင်လဲလုပ်လို့ရတယ်လူမလာအောင်လဲလုပ်လို့ရတယ်ဆိုတော့ပြည့်ညက်ကိုနိုင်နှင်းထားတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒါသူတို့တွေကပိုလွယ်ကူတယ်ဒါကြောင့်မလို့လုပ်ကြပါနော်ပတ်စံရအောင်လဲလုပ်လို့ရတယ်ဗာလဲနော်အကုန်လုံးအဆင်ပြေတယ်ဗျာနော်အဆင်ပြေတယ်မေတ္တာဆိုတာခုနကနိဗ္ဗာန်ရောက်တဲ့အထိအားကိုးလို့ရတယ်နော်မေတ္တာကနေသွားမယ်ဆိုလို့ရှိရင်ဟိုးမှာတခြားတော်ဆရာတော်ဘုရားကြီးကဗုဒ္ဓဘာသာတဲ့မာတဲ့ဂုဏ်တော်နဲ့မေတ္တာနှစ်ခုကိုပွားတတ်ပြီဆိုလို့ရှိရင်ဗုဒ္ဓဘာသာဖြစ်ရကြိုးနဲ့ပြီတဲ့ဒီနှစ်ခုကိုပါလုံလောက်သွားပြီနော်နိဗ္ဗာန်ရောက်ကြောင်းအတွက်ကဒီနှစ်ခုကိုပါလုံလောက်သွားပြီလူတွေကခုနကမလုပ်တဲ့အတွက်ကြောင့်တော့မခံစားကြရတာ
နော်ဒါကြောင့်မလို့ဂုဏ်တော်ကိုလည်းပဲခုနလိုပွားပါမေတ္တာကိုလည်းပို့ပါပို့တဲ့နေရာမှာမေတ္တာပို့တဲ့နေရာမှာစူးစူးဆိုင်ဆိုင်ပို့ဖို့လိုတယ်နော်